အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာကျွန်တော်ကြည်ဦးချန်နီလေးကျွန်တော်အားလုံးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာလည်းကြည်ဦးချန်နီလေးခဏခဏလာပြန်ပြီးတောင်းဆိုထားတဲ့လူတွေတော်တော်များရှိရတယ်ကျွန်တော်ရဲ့ဒီနေ့ကြည်ဦးကိုကျွန်တော်ချက်တဲ့ပုံစံလေးအတိုင်းအားလုံးလည်း like ချက်စားလို့ရအောင်ကျွန်တော်ဆိုင်ဖွင့်ထားတဲ့ဒီတော့လည်းဆိုင်မှာကျွန်တော်တို့ပွဲတင်ရောင်းလို့ရအောင်အိမ်မှာဆက်စားနေပြီးအတွက်လည်းအဆင်ပြေတော့အောင်ကျွန်တော်အားလုံးကိုချက်ပြပေးဖြစ်ပါတယ်ကျွန်တော်ဒီတော့ like ကြပါတော့ပါဝင်ပစ္စည်းလေးတွေကတော့ကျွန်တော်ဒါကတော့ကျွန်တော်ကြည်ဦးသားခေါ်ကျွန်တော်ကြည်ဦးအသားပေါ့နော်ကျွန်တော်တို့ကြည်ဦးအသားကိုမှကျွန်တော်ဟိုနေ့ကကျွန်တော်ဗီဒီယိုလေးကျွန်တော်ပြင်မှာတင်ထားပေးတာဖြစ်ပါတယ်မသိသေးတဲ့သူတွေအတွက်ကိုလည်းကျွန်တော်ဒီဗီဒီယိုလေးရဲ့အောက်မှာကျွန်တော် comment လေးကျွန်တော် link လေးချထားပေးမှာဖြစ်ပါတယ်ဝင်ကြည့်လို့ရအောင်ပေါ့နော်ဒါကတော့ကျွန်တော်တို့ JO သားကျွန်တော်ဝင်ရလောက်ပြထားတဲ့ JO သားဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့တပွဲစာပိုရှင်ပေါ့နော်တပွဲစာပိုရှင်နဲ့ပြင်ပြထားဖြစ်ပါတယ်ကျွန်တော်တို့ငုံလေးအသုံးပြုမယ်ငါကလေးတွေအသုံးပြုမယ်ဒါကတော့ကြက်သားကျွန်တော်တို့ကြက်ကြီးဦးဆိုရင်တော့ကျွန်တော်တို့ကြက်သားနဲ့အသုံးပြုမယ်ဒီကြီးကမှကျွန်တော်တို့ကြက်ဆိုရင်ကြက်အသေးမြင့်လေးကိုကြိုက်နေတဲ့ထည့်ပြီးအသုံးပြုပါဝက်သားဆိုရင်ဝက်ကလီစာလေးကိုအသုံးပြုလို့ရပါတယ်ဒါကတော့ကျွန်တော်တို့ကြာစံရေစင်သားကြာစံလေးပေါ့နော်ဒါလေးကတော့ကျွန်တော်တို့ပဲပြားပါဝင်ပစ္စည်းလေးတွေဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့မုံညင်းခါဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်ကမုံညင်းခါဝယ်ရတာမလွယ်တဲ့အတွက်ကျွန်တော်ကဒီနေရာမှာကျွန်တော်မုံညင်းအဖြူလေးကိုအသုံးပြုထားဖြစ်ပါတယ်ဒါကတော့ကျွန်တော်ကျေးဦးအတွက်ပါဝင်တဲ့အသားနဲ့ကျွန်တော်တို့ငုံငပဲကြာစံအသီးရွက်တွေဖြစ်ပါတယ်စီမွေးဖြစ်ပါတယ်ကျွန်တော်တို့ဒစိမ့်လေးကိုပြထားဖြစ်ပါတယ်ကိုယ့်ကိုချက်စားတဲ့ကဝယ်လို့ရအောင်ဒစိမ့်လေးကိုပြထားပေးတာဖြစ်ပါတယ်စီမွေးဒါကတော့ကျွန်တော်ငရုတ်ကောင်းကတော့ကျွန်တော်တို့အစီလေးဝယ်ပြီးလှော်ပြီးတော့ကျွန်တော်ကြိတ်ထားတဲ့ဟာကကျွန်တော်ပို့ပြီးတော့မှုေးပါတယ်ငရုတ်ကောင်းသုံးမယ်ဒါကကျွန်တော်တို့ကြက်သားမုတ်ခေါ်ကနန်းမုတ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကနန်းမုတ်အသုံးမပြုခြင်းဘူးဆိုတော့ကျွန်တော်ကြက်သားမုတ်ကိုအသုံးပြုလဲရပါတယ်ဒါကတော့ကျွန်တော်တို့ကြားလေးအသုံးပြုမယ်ဟင်းချုံမုတ်လေးအသုံးပြုမယ်စားလေးအသုံးပြုမယ်အယိုးပြုတ်ရေပေါ့နော်အယိုးပြုတ်ရေဆိုတာကဒီကောင်ကကျွန်တော်တို့ရှေးဦးတွေအဓိကမိန်ပေါ့နော်ကျွန်တော်ကြက်အယိုးဖြစ်ဖြစ်ကျွန်တော်ဝယ်ရိုးဖြစ်ဝယ်လိုက်မယ်ဝယ်ပြီးသွားရင်ကျွန်တော်ပြုတ်ထားမယ်3နာရီ4နာရီတော့မဟုတ်ကျွန်တော်ကဒီကောင်ကို2ရက်ကနေ3ရက်4ရက်ဒီကျွန်တော်အယိုးကြီးဆွေးပြီးတော့ကျွန်တော်နုဤသွားအစီကိုဒီကောင်ကျွန်တော်ထားလို့ရပါတော့ဒီအယိုးပြုတ်ရင်းနဲ့အဓိကကျွန်တော်ကြေးဝက်ချက်ရတာဆိုတော့ဒီကောင်ထားတာဆိုဒါလည်းဆိုကျွန်တော်2ရက်ရှိပါတော့ပထမဆုံးစပြီးတော့အယိုးပြုတ်ရင်းစပြုတ်တဲ့နေ့မှာတော့ကျွန်တော်မီးနိုင်လေးနဲ့နောက်ရက်တွေကကျွန်တော်မပုတ်တော့အောင်မတို့တော့မီးနိုင်လေးနဲ့မီးကို4-5ပြီးထည့်4-5မီးကျွန်တော်ထည့်ပြီးတော့ပြုတ်ထားပြီးအောင်ဖြစ်ပါတယ်ဒါကတော့ကြေးဝက်တွေအယိုးပြုတ်ရင်းဖြစ်ပါတယ်ကြေးဦးကိုစချက်တော့မှာဆိုတော့ကျွန်တော်အယိုးပြုတ်ကြီးထည့်မယ်ကျွန်တော်ချက်မဲ့ဦးလည်းအယိုးပြုတ်ကြီးထည့်မယ်ကိုစားခြင်းတလောက်ကိုစားနိုင်တလောက်ကိုပေါ့နော်ကျွန်တော်တစ်ခွက်ထည့်မယ်ပြီးရင်ကျွန်တော်လည်းဒီကူသွားချက်ကြမယ်ပေါ့နော်ဆိုတော့အခုကျွန်တော်စပြီးချက်ပြီးဆိုတော့ကျွန်တော်အယိုးပြုတ်ကြီးလည်းကျွန်တော်တို့ပွက်လာပြီဆိုတော့ဒီထဲမှာကျွန်တော်ပါဝင်တဲ့အသားရည်ထည့်မယ်ကျွန်တော်တို့ချက်သားထည့်မယ်ကျွန်တော်တို့ငုံငဖယ်လေးတွေထည့်မယ်ပဲပြားထည့်မယ်ကျွန်တော်တို့ကြေဦးအသားအဓိကမုံကြေဦးသားကိုကျွန်တော်အသုံးပြုပြီးထည့်မယ်ကြေဦးသားလုံးဒီဗီဒီယိုလေးကတော့ကျွန်တော်ရေရပိုင်းကကျွန်တော်ရဲ့ပေမှာတင်ထားပြီးတော့ဖြစ်ပါတယ်အားလုံးလည်းမသိသေးဘူးဆိုရင်ကျွန်တော်ရဲ့ပေရဲ့ကိုဝင်ကြည့်ပေးပါကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့အောက်မှာလည်းကျွန်တော် link ချပေးမှာဖြစ်ပါတယ်ချုံကနေစထည့်ပါမယ်ကျွန်တော်တို့စားထည့်မယ်ကျွန်တော်ကနန်းမုံအသုံးပြုမယ်ကနန်းမုံထည့်မယ်ကျွန်တော်တို့ကြားအသုံးပြုမယ်ကြားကိုတော့ကျွန်တော်ဒီလက်ပတ်သားဇွန်းနဲ့ကျွန်တော်2ဇွန်းလောက်ကျွန်တော်အသုံးပြုမယ်ဟင်းချုံမုံထည့်မယ်ကျွန်တော်ဟင်းချုံမုံကိုတော့ကျွန်တော်လက်ပတ်စားဇွန်းနဲ့ကျွန်တော်တို့ဇွန်းမရှိပဲအသုံးပြုမယ်ကျွန်တော်တို့အသားလေးရောကျွန်တော်အသားလုံးတွေထဲကိုအရသာလေးကျွန်တော်စိတ်ဝင်သွားတဲ့အချိန်ကျွန်တော်တို့စိတ်ရှိလက်ချင်းနဲ့ကျွန်တော်နည်းနည်းလေးပူပေးမယ်ပေါ့နော်ကြာစံထည့်မယ်ကျွန်တော်တို့မုံကြီးခါးလေးတွေထည့်မယ်ခြေကန်ဒီမှာငရုတ်ကောင်းလေးတွေကျွန်တော်ပေါက်မယ်ပြီးရင်ဒါလေးတော့ကျွန်တော်စီမွေးလေးကျွန်တော်တို့ပေါက်မယ်ဒါအားလုံးကျွန်တော်တို့ပကံထဲမှာအစင်းစစ်စားဖို့အစင်းစစ်ထည့်လို့ရပြီပေါ့နော်အသားလုံးလေးတွေနဲ့ကျွန်တော်စားခြင်းစပွဲလေးပေါ့နော်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ကြေဦးရှန်ဒီပေါ့နော်ကျွန်တော်စီမှာလည်းလာတောင်းဆိုထားတဲ့သူတွေတက်လည်းအဆင်ပြေတော့အောင်တိုင်ခွင့်ထားတဲ့သူတွေတက်လည်းအဆင်ပြေတော့အောင်ကျွန်တော်အားလုံးကိုဒီဗီဒီယိုလေးကိုပြန်လည် share လုပ်ပြပေးရဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်
like and share လေးလုပ်သွားပေးဖို့ကျွန်တော်အားလုံးကိုတောင်းဆိုပါတယ်အားလုံးလည်းသုံးဆောင်လို့ရပါပြီ